မင်္ဂလာပါသူငယ်ချင်းတို့ဒီနေ့မှာတော့တင်းရဲ့စိန်ခေါ်မှုတွေအပေါ်ထားရှိတဲ့အမြင်ကိုလုံးဝပြောင်းလဲသွားစေမယ့်ပုံမြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ်။ဒါဟာမိမိကိုယ်ကိုပြဿနာတွေအများများနေပြီလို့ယုံကြည်နေတဲ့ကောင်လေးတစ်ယောက်အကြောင်းပါ။သူတစ်ခုကိုသတိမထားမိခဲ့တာကဘဝရဲ့ပြဿနာအများစုဟာထင်တယ်လို့မကြီးမားဘူးဆိုတာပါပဲ။အဖြေကလည်းတစ်ခါတလေငါတို့ရှိတင်ရှိနေတတ်ပါတယ်။ဒီဗီဒီယိုလေးဆုံးသွားရဲ့အခါတင်ကိုယ်တိုင်ဒီအမှန်တရားကိုနားလည်သွားပါလိမ့်မယ်။ဒါကြောင့်အသက်ကိုဝဝရှူပြီးကျွန်တော်နဲ့အတူအဆုံးထိနားထောင်ကြည့်လိုက်ရအောင် တခါတုန်းကစိမ့်လန်းတဲ့လေကွင်းတွေဝင်းရံထားတဲ့ရွာလေးတစ်ရွာမှာအာရဗ်လို့အမည်ရတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။အာရဗ်ကညံကောင်းပေမဲ့အသေးကွဲလေးကအစအယမ်းစိုးရင်တဲ့အကျင့်ရှိတယ်။ဘလောက်ပဲသေးငယ်တဲ့အခက်ခဲဖြစ်ပါစေသူ့မျက်လုံးထဲမှာတော့တောင်ကြီးတစ်လုံးလိုကြီးမားနေတတ်တာပေါ့။ဒီလောက်ပူပြေးနေတာလူတစ်ယောက်ဘလို့လို့အလုပ်လုပ်နိုင်ပါလဲ။သူကညီးသွားလိုက်တယ်။ဆရာကအင်စာပေးရင်လဲဒါကမဖြစ်နိုင်ဘူးလို့သူကညှင်းညူတယ်။အမေကအကူအညီတောင်းရင်လဲဘာလို့ငါအတွက်အရာရာကခက်ခဲနေရတာလဲလို့သူကစိုးရကတက်လေရှိတယ်။ဒီနေ့ထက်ဒီနေ့အာရဗ်ရဲ့ညီးတွားတဲ့တွေများလာတာနဲ့အမျှလူတွေကလည်းသူ့ကိုရှောင်ဖယ်လာကြတယ်။ဘာလို့လဲဆိုတော့ပြဿနာကိုပဲထိုင်ကြည့်နေတဲ့လူမျိုးအနားမှာဘယ်သူမှမနေချင်းကြလို့ပါပဲ။ ဒီနေ့ညနေမှာတော့အာရဗ်ရဲ့အဖေဟာတားထစ်သူရဲ့ညီးတွားတဲ့ညီကိုနားမထောင်နိုင်တော့တဲ့အဆုံးတာလာခဲ့ငါမင်းကိုတခုခုပြခြင်းတယ်လို့ခေါ်ထုတ်သွားပါတယ်သူတို့ရွာအစွန်းကငြိမ်သက်နေတဲ့ရေကန်လေးတစ်ခုစီကိုလမ်းလျှောက်သွားကြတယ်အဖေဖြစ်သူကစားတဆုပ်ကိုအာရဗ်ကိုပေးလိုက်ပြီးကဲဒီစားတွေကိုရေထဲပစ်ထည့်လိုက်စမ်းအာရဗ်ကစားတွေကိုပစ်ထည့်လိုက်တယ်အဖေကကဲရေကိုမီးကြည့်အောင်လို့ပြောတဲ့အခါအာရဗ်ကမီးကြည့်ပြီးချက်ချင်းပဲပြန်ထွေးထုတ်လိုက်ပါတယ်အယမ်းခါတာပဲအဖေကအဖေကခေါင်းညင်ပြပြီးနောက်ထပ်စားတဆုပ်ကိုပေးပြန်တယ်ဒီတခါတော့အနားမှာရှိတဲ့ကျဲပြောတဲ့မိကြီးစီကိုခေါ်သွားပါတယ်ဒီထဲကိုပစ်ထည့်လိုက်အောင်အာရဗ်ကပစ်ထည့်ပြီးရေကိုခတ်တောက်လိုက်တဲ့အခါသူအံ့ဩသွားပါတယ်ဟင်းရေကအယမ်းချိုးတာပဲစားအရသာလုံးဝမရတော့ဘူးအဖေကပြုံးပြီးအသားရပြောလိုက်ပါတယ်ဒါဘဝရဲ့ပြဿနာတွေဟာဒီစားတွေနဲ့တူတယ်ပြဿနာတွေကအမြဲရှိနေမှာပဲသူတို့ရဲ့ပမာဏကလည်းပြောင်းလဲမှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီပြဿနာကမင်းကိုဘလောက်အကျိုးသက်ရောက်မလဲဆိုတာကတော့မင်းရဲ့နှလုံးသားအရွယ်စားပေါ်မှာပဲမူတည်တယ်မင်းရဲ့နှလုံးသားကိုရေကန်လေးလိုတေးသေးလေးပဲထားမယ်ဆိုရင်ပြဿနာတိုင်းကမင်းရဲ့ဘဝကိုခါတက်စီလိမ့်မယ်ဒါပေမဲ့မင်းရဲ့နှလုံးသားကိုနေကြီးတစင်းလိုကျယ်ပြန့်အောင်လှုပ်ထားမယ်ဆိုရင်တော့ဘလို့ခါတက်မှုမျိုးကိုမှမင်းခံစားရမှာမဟုတ်တော့ဘူးအဲ့ဒီစကလုံးတွေဟာအာရရဲ့စိတ်ထဲမှာနက်နက်ရှိုင်းရှိုင်းဆွဲထင်သွားပါတယ်။သူနားလေသွားပြီ။ပြဿနာကဘဝမှာရှိနေတာမဟုတ်ဘူး။သူပြဿနာကိုကြည့်တဲ့အမြင်မှာပဲရှိနေတာပါ။နောက်ရက်ကစပြီးအာရဟာတခေးပြီးချင်းပြောင်းလဲလာပါတယ်။အင်းစားတွေများတဲ့အခါဒါဟာငါအရေးချင်းကိုတိုးတက်အောင်လုပ်ဖို့အခွင့်အရေးပဲလို့တွေးတယ်။ရေခက်ရတဲ့အခါဒါဟာငါ့ကိုတန်မာလာစေမှာပဲလို့ပြုံးပြီးတွေးတယ်။အရင်လိုညီးတွားမနေတော့ပဲပြဿနာတိုင်းကိုမြစ်ကြီးသစင်းလို့လက်ခံလိုက်ပါတယ်။တငယ်ချင်းတို့ဘဝမှာစိန်ခေါ်မှုတွေအမြဲရှိနေမှာပါ။တချို့နေ့တွေကခက်ခဲမဲ့တချို့ညတွေကအဆုံးမရှိသလိုခံစားရမယ်။ဒါပေမဲ့အဖြေကထွက်ပြီးဖို့မဟုတ်ပါဘူး။ကိုပိုပြီးကြီးထွားလာအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ပြဿနာတွေကတည်မသွားပါဘူး။ငါတို့ကသာပိုကြီးမားလာတာပါ။ဒါကြောင့်တင်းအခက်ခဲနဲ့ရင်ဆိုင်ရတဲ့အခါတိုင်းကိုပြန်မိကြည့်ပါ။ငါဟာရေကန်လေးလားဒါမှမဟုတ်မြစ်ကြီးသစင်လာဆိုတာကိုပေါ့ဒီပုံမီလေးကတင်းကိုခွန်အားဖြစ်စေတယ်ဆိုရင်ဘလို့ခံစားရတယ်ဆိုတာ comment မှာရေးပြီးခဲ့ပါဦးနောက်ထပ်လည်းအခုလိုစိတ်ခွန်အားဖြစ်ပုံပြင်လေးတွေကိုဆက်လက်တင်ဆက်ပေးစီခြင်း channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်